counseling ကဘာလဲ coaching ကဘာလဲဘလို့အခြေအနေမျိုးမှာ counseling ရယူပြီးတော့ဘလို့အခြေအနေမျိုးကြတော့ coaching ယူသင့်တာလဲဒီရဲ့မိကွန်းလေးတွေကိုဒီဗီဒီယိုမှာအသေးစိတ်ပြောပြပေးသွားမယ်နော်အဆုံးထိကြည့်ပေးကြပါအောင် counseling ရော coaching ရောကဒီချိန်နဲ့ပြီးသွားတာတော့မဟုတ်ဘူးပေါ့နော်နှစ်မျိုးလုံးရဲ့တူညီချက်က process ဖြစ်တယ် client နဲ့အတူတူအချိန်များစွာအလုပ်လုပ်ရတယ်ပေါ့နော်နောက်တူတဲ့တစ်ချက်ကကြတော့ client ကိုတေချာလေးအချိန်ပေးပြီးတော့နားထောင်ပေးတယ် client အနေနဲ့ coaching session တွေ counseling session တွေမှာ safe ဖြစ်တယ်လို့ခံစားရပြီးတော့ဘယ်သူမှမပြောပြဖြစ်တဲ့အကြောင်းအရာတွေကိုပြောပြတတ်တယ်ပေါ့နော်ဒါတွေကတော့ counseling နဲ့ coaching မှာအခြေခံတူတဲ့အချက်တွေပဲဖြစ်ပါတယ်ဟုတ်ကဲ့အဓိကအကွဲပြားချက်ကတော့ counseling သည် 80% က exploration သွားတာဖြစ်တယ်ပေါ့နော်ဘယ်လိုအကြောင်းအရာတွေက client ကိုညအိမ်မပြောစေဘူးလေ anxiety တွေဖြစ်စေလေဘယ်အကြောင်းအရာတွေကြောင့်နေ့စဉ်လုပ်နေကြ activities တွေမလုပ်နိုင်တော့အောင်စိတ်ကပင်ပန်းနေလေဆိုတာတွေကို client နဲ့အတူရှိပြီးတော့နားထောင်ပေးတယ်ဆွေးနွေးပေးတယ်နှစ်သိမ့်ပေးတယ်ဒီ counseling session တွေလာပြီးတော့ပြီဆိုရင် client ကရင်ဖွင့်ပြောပြလိုက်ရတယ်အားရပါးရကျင်းနေသွားပြီးတော့စိတ်ထဲမှာ satisfaction တခုရတယ်ကိုယ့်ဟာတာကိုမင်းပြောင်းနေတဲ့အကြောင်းအရာတွေပြန်ပြီးတော့ပေါ်လာတယ်ဒီလိုမျိုးနဲ့စိတ်သက်သာရကြတယ်ပေါ့နော် talking therapy လေးတစ်မျိုးဖြစ်ပါတယ်ကိုချင်းကြပြန်တော့ 80% က solution ကို focus ထားတယ်ပေါ့နော်ဒီကိုချင်းလာယူတဲ့ client တွေကြတော့ကိုကဘဝမှာဘယ်နေရာမှာ stuck ဖြစ်နေလဲဘယ်အပိုင်းနေတော့ကို clarity ရခြင်းနဲ့ဆိုပြီးတော့ကိုချင်းလာယူကြတယ်လာယူတဲ့အခါမှာ client ရဲ့ potential ကိုလုံးဝ maximize ပေါ့နော်အချိန်တိုအတွင်းမှာ result ကောင်းနေရဖို့အတွက်ကို coach ကကူညီပေးရတာဖြစ်တယ် coach ရဲ့မေးတဲ့ဒီ powerful ဖြစ်တဲ့ question တွေကိုဖြေရင်းနဲ့ client ကကိုဘဝအတွက်ကိုလိုချင်တဲ့ပန်းတိုင်းကပါလဲကိုရချင်တာဘယ်လို result မျိုးလဲဆိုတာသိချာသိပြီးတော့ကိုလိုချင်တဲ့ပန်းတိုင်းကိုအချိန်တိုအတွင်းမှာအများဆုံးရရှိသွားတာမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အခုလိုရှင်းပြလိုက်ရင်ဘယ်လိုအချိန်မှာ counseling ယူသင့်လဲဘယ်လိုအချိန်မှာ coaching ယူသင့်လဲဆိုတာရှင်းသွားမယ်လို့တော့ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်